โอเคဒီမှာဆိုင်မှာဘယ်သူရောက်နေကြည့်လိုက်တန်တန်ဒီမှာဆယ်လီရောက်ဟုတ်ဆယ်လီရောက်တယ်မှာဒီဇိုင်းလာချိန်ပေးတယ်ဒီဇိုင်းလုံးဝ heavy ချိန်ပါနော်အကြီးလုံးမှာအကြီးလုံးမှာရှယ်ပေါ့ရှယ်လုံးမှာလုံးဝပုံစံကြောင်းပါဟုတ်တယ်ဒီရက်တစ်ခါချိန်မှာညင်ချိန်မချိန်သေးဘူးလားโอเคဟုတ်ပြီကျွန်တော်နောက်တော့မောင်းတော့အဲ့ဆိုသူသွားတဲ့နောက်ညအမြဲတမ်းလိုက်ဖြစ်တာဟုတ်တယ်ကိုဟိုလက်ရှိ price သူနဲ့ပဲလောက်တော့ကောင်းတယ်ကောင်းတယ်လာဟိတမင်းသားကြီးနော်ရေခဲဆောင်တော့တစ်ခါတော့သူ့ရဲ့ရေခဲစားတစ်ခါတော့စားဘူးခြင်းနဲ့လာဘူးလိုက်မလုပ်ပါနဲ့တကူပြကကြကျွန်တော်ရန်ကုန်မှာတော့စာရီကဘယ်ဖက်လဲညီအဲ့ဒါစာရီကမိတ်ချီလာဖက်နော်ကျွန်တော်โอเคဟုတ်ပြီလုံးဝ heavy အကြီးကြီး try မယ်လူဘဝရဲ့တသနာတွေမှာခက်ခဲများလဲရှိလိမ့်မယ်ကွယ်ရှေ့ဆိုင်ကကြော်ပြည့်ရမယ်လေဒုက္ခများလဲကြုံမယ်အပူမီတော့ကများလဲရှိမယ်ကွယ်ဒါတွေကိုကြော်ပြည့်ရမှာပဲ